အာထာနောက်ကြတဲ့သူကဘဝမှာရာရာနောက်ကြတော့တာပဲမနက်9 နာရီလောက်ထားတဲ့အလေးချင်းကိုလေ့ကျင့်တာအဲ့တဲ့တနာရီနောက်ကြကြည့်မနက်ပိုင်းမှာလောရမှာစရဏကိစ္စတွေမပြီးတော့လူကစရဏမရှိရင်လူကလုံခြုံရေးမရှိတယ်လို့တယ်လီဖုန်းတွေကို password တွေမမျိုးခံတယ်ကွန်ပျူတာထဲမှာ password တွေ library ရော face ID တွေရောဘာလို့ sexual ဖြစ်အောင်ကာကွယ်တာလေကိုကြအလွတ်ကြီးထားတာကိုယ့်ရဲ့နေတဲ့ဘဝထဲမှာကိုယ့်ရဲ့စရဏပိုင်းပေါ့မှာဘုရားရှိခိုးတာဂုဏ်တော်ပွားတာပဋိစိတ်တာမေတ္တာပွားတာအဲ့ဒီစရဏကမရှိတဲ့ကကိုယ်မှာလုံခြုံရေးမရှိတယ်လို့ပဲယာယုကိုယ်ကောင်တွေမပြည့်နဲ့နော်မဟုတ်ရင်ဝန်ထမ်းတွေဘလောက်ထားကိုယ့်ရဲ့တကယ်ကိုယ်တိုင်းလုံခြုံရေးရမရှိဘူးအိန္ဒိယနာကန်ဒီဘယ်သူကလောက်ကြတာသူ့တတ်တော်ဆောင်ကလောက်ကြတာလေဟုတ်လားအနည်းဆုံးလူကယန္တုကြီးဆုံးပဲအတ္တိထားတယ်နော်ဒါကြောင့်ကိုယ့်ကို secure ဖြစ်ဖို့အတွက်ဆိုကိုယ့်ရဲ့စရဏနဲ့ပါဝါမြင့်ထားတယ်လူတယောက်ကစရဏအားကောင်းရင်သူ့မှာပါဝါတွေရှိတယ်အဲ့ပါဝါတွေကြောင့်အရာထွက်နေတယ်လို့ပြောတယ်လူမှလည်းဒီကောင်ကပြောင်းမရှိပါဘူးဆိုရင်ဟုတ်လားဘာဝဘာသာမပြောင်းပါဘူးကွာလူပြောတာရှိတယ်အဲ့လိုပဲမမြင်ရတဲ့သူတွေကလည်းလူတွေရဲ့ကိုယ်ရောင်ကိုယ်ပါကိုကြည့်တယ်တဲ့ဥမာနတ်တွေပါလေကိုယ်ကိုစောင့်ရှောက်ပေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့လိုပါဝါရှိနေတဲ့သူတရားကိုမမြင်ရတဲ့အဆောင်ရှောက်တဲ့အော်တိုပါနေတယ်တခုခုဖြစ်မယ်ဆိုတော့အကြောင်းကြတာအလန်းပေးတာမျိုးပေါ့နော်ဒီကိမသွားပြအောင်ဓာတ်ရိုက်ပြောလို့ရတာရှိတယ်မဟုတ်တော့သွားဖို့မတင်တော့တဲ့ဟာဆိုကားဘိန်းဖောက်လိုက်တာမျိုးတို့ကားပြက်ပေးတာအမျိုးမျိုးရှိတယ်ပေါ့လေနော်တခါတည်းတခါကြီးအလုတ်တိတ်သိရှုလိုက်စိတ်ကမလွယ်ရအောင်ဒါမင်းတို့ကြိုးခိုင်းတာမပြီးဘူးလားဘာညာတခါတည်းအဲ့ဒီအခက်ခဲကကိုယ်ကဲသွားတာတွေရှိအကုန်လုံးအေးအေးဆေးဆေးလေးနဲ့ဖြည့်ရှင်းတာကောင်းပါမယ်တက်ကြွတဲ့စိတ်ထားတာကတစ်မျိုးနော်တို့ပြဿနာဖြည့်ရှင်းတဲ့နေရာမှာအေးအေးဆေးဆေးတစ်ခုခုဖြစ်ပြီဆိုရင်ဘာကြောင့်လို့ပြန်စဉ်းစားအကယ်၍စိတ်ထဲမှာထင်နေတဲ့သူဂုဏ်တော်တွေများများပွားမေတ္တာပို့အဲ့ဒါလုံခြုံရေးပဲဒီတက်ကောင်းတဲ့လုံခြုံရေးမသိကြဘူးဘလောက်ခန့်ထားတယ်အဲ့လူတွေပြန်လောက်ကြရင်ဘာမှမတတ်နိုင်ဘူးနော်အဲ့တော့ဟက်ကာတွေလည်းဆိုလည်းအတွင်းထဲဒီဝင်ဟတ်တာလေနော်အဲ့ဒါတတိထားမှချက်ဒါကြောင့်ဝိရိယရှိရမယ်အဲ့အထာနောက်ကြရင်ဘဝမှာအရာရာနောက်ကြတော့တာဒီနေ့ကိုတနာရီချိန်ကျွန်းဒီနှစ်ကို15ရက်ရှိဒီနေ့ကို2နာရီချိန်ကျွန်းဒီနှစ်ကို1လနောက်ကြတော့1လလုံးဘုံဘုံဂိမ်းစောတဲ့ကလေးတွေကိုမေးတယ်ဂိမ်း4နာရီလောက်စောတယ်ဒီနေ့4နာရီဆိုဒီနှစ်ကို2လဆုံးရှုံးသွားတယ်အဲဂိမ်းတော့တဲ့သူရဲ့အိတ်ချိန်ကြီးတဲ့အခါညကြတော့မနေ့ကျတော့9နာရီ10တိုင်းမှထားလူတွေလွတ်လွတ်မဲ့ချိန်ကြော်သွားပြီဟုတ်လားအဲလူကောင်းတရားလို့လွတ်လွတ်မဲ့ချိန်ကြော်သွားပြီလေအဲ့တော့သူတို့ရဲ့အိတ်ချိန်ကပုံမှန်အိတ်ချိန်မှာမအိတ်နိုင်တဲ့အတွက်ဘာဖြစ်လဲဆိုသူ့ရဲ့အိတ်ချိန်ကပေါအောင်မပြည့်ဘူး energy မပြည့်ဘူးအဲဒါကြောင့်တင်းနေကုန်သူကလန်းဆန်းဆန်းမရှိဘူးလူကမလန်းတော့ဘူးအတစ်မဖြစ်တော့ဘူးဆိုသူနဲ့ communicate လုပ်ရတဲ့သူတွေကသူနဲ့အလုပ်လုပ်ရတာဆက်ဆံတယ်စိတ်တိုင်းကိုမကြတော့ဘူးဖြစ်သွားတယ်ဟောဒါကြောင့်ဝိရိယထားရမယ်စောစောအိတ်စောစောထားတဲ့လေအလေးချင်းအနေ7 ထက်တောင်းမကြသေးတာအကောင်းဆုံးတော့10နာရီဝန်းကျင်10နာရီခွဲလောက်အိတ်တာကောင်းတယ်အဲ့တော့9နာရီကျော်လောက်ဆိုအရေးမကြီးရင်ဖုန်းပြောတဲ့ကိစ္စလွယ်ရင်အရေးမကြီးရင်ခုနပြောတဲ့ Facebook YouTube TikTok သုံးတာတွေကိုဘုန်းတို့ဖယ်ထားဖို့လိုတယ်အဲ့တော့မအိတ်ခင်နဲ့တော့နိုင်ဝက်လောက်ကြော်ပြီး screen time ကဘုန်းတို့က digital webling ကိုဒီခါလေးလောက်တာအဲ့ဒါလေးဒီခါလေးလောက်တာကိုကောင်းတယ်ဘုန်းတို့ဖုန်းနေဆိုမှကိုယ်ခွဲ10နာရီအဲ့ဒါမျိုးဆိုရင်သူ webling ခါလေးပေးတယ်အဲ့ချင်း screen off ပြီနော်အဲ့ကိုကဖုန်းပြောဖို့လိုတယ်ဆိုရင်သူ့ရဲ့ဆိုင်တဲ့ဒီ application တွေကိုပါဒီခါလေး webling လုပ်ပေးတာဒါဖုန်းပြောလို့တော့ရတယ် Facebook သုံးလို့မရတော့ဘူး YouTube သုံးလို့မရတော့ဘူးdigital webling ကအလကားထည့်ပေးထားတာမဟုတ် system မြင့်တဲ့ဟာလေးမှာသုံးလို့ရခါတဲ့ဖွင့်ထားလိုက်အဲ့ဒါဆိုဘုန်းတို့ကအိတ်ချိန်မှန်းလာမယ်အိတ်ချိန်မှန်ထချိန်မှန်မယ်အိတ်ချိန်ထချိန်မှန်းလာပြီဆိုရင်လူကပါဝါပြည့်တာလင်းတာနဲ့ပါဝါရှိချာချင်းပြည့်တယ်အခုအိတ်ရထားတယ်ချာချင်းမပြည့်ဘူးချာချင်းမပြည့်တော့ဘုန်းတို့ effort အားထည့်ပြီးလောတဲ့အလုံးမှာကာယကဝရိယကိုအားမပါစေတသိကဝရိယစိတ်အားလည်းမနှင့်နိုင်ဘုံတင်တန်းချိန်တွေဘလောက်များပြောပြီးဟောပြီးဆိုရင်စကားပြောပြီးဆိုအားအပြည့်နဲ့ပြောတယ်ဒီချက်ချာချင်းကအမြင်နဲ့ဘုံက recover လုပ်တယ်ဟုတ်ပြီလားဒါကြောင့်ဝိရိယရှိရမယ်ဟောနော်ဝိရိယရှိဖို့သူများခိုင်းလို့ရလားမရဘူးကိုဝိရိယနဲ့ကိုထားဒါကြောင့်ဘုံလူငယ်တင်တန်းနေကြအာထုရ reader to leader ဒီအာထုရတင်တန်းနေကြဘာလို့မနဲ့အိပ်ရပဲချိန်ထားဒီနေ့ဖုန်းဘလောက်သုံးဂိမ်းစောချိန်ဘလောက်ရှိတယ်ဖုန်းပြောချိန်ဘလောက်ရှိတယ်ကိုယ့်ရဲ့ time management ကိုယ့်ကိုယ်ပုံတင်ပြအဲ့ဒီတိုင်းနေလို့မိကုမင်တိုးတက်မဲ့လို့ယုံကြည်လားယုံကြည်စက်တယ်
ဒီတိုင်းနေတာမယုံကြည်သေးဘူးထင်မင်းအဲ့ဒါဆိုဘာတွေ short လဲ waste time တွေပဲဟာတွေဖြစ်နေတယ်ကိုကိုပြန်မြင်အောင်ကြည့်အဲ့ဒီ short ချ waste time တွေ short ချလဲတဲ့လူကတန်ဖိုးရှိတဲ့အချိန်တွေ valuable time တွေတန်ဖိုးရှိတဲ့အချိန်တွေတက်လာဒါကြောင့် time management မှာအရေးကြီးဆုံး waste time တွေအရင်ဘုံတော့ cancel လုပ်ဖို့ပဲအဲ့အချိန်တစ်ခုတစ်ခုသုံးပြီဆိုဒီအချိန်ရဲ့တန်ဖိုးကိုပြန်တွက်ကြည့်တန်လားတန်တယ်ဆို73မတန်ဘူးဆိုအဲ့အချိန် short ချလိုက်အဲ့အချိန်ကြဘာလုပ်မလဲစာဖတ်မယ်ဒါမှမဟုတ်ကောင်းတဲ့စကားပြော speak ကောင်းတာတွေကိုနားထောင်မယ်တရားတွေနားမယ်အဲ့ဒီကနေပြီးတော့ကိုကအတိတိုးရတာနဲ့ကိုကိုပါပြတယ်အချိန်ရဲ့တန်ဖိုးကမြင့်မြတ်သွားတယ်အချိန်ဟာရွှေအချိန်ဟာငွေ time is money time is gold Abraham Lincoln ကတော့ဒီလုံးနဲ့ပြောတယ် time is everything အချိန်ဟာအရာရာတိုင်းပဲ